တာတို့သမီးတို့အားလုံးပဲမင်္ဂလာပါဆရာဒီနေ့တာတို့သမီးတို့ကိုအရန်အရေးကြီးတဲ့သင်ခန်းစာလေးတစ်ခုသင်ပေးဖို့ရှိပါတယ်အဲ့တော့သင်ခန်းစာတွေအားလုံးကတော့အရေးကြီးတာပဲပေါ့ဒါပေမဲ့ဒီသင်ခန်းစာကအရေးကြီးတယ်ဆိုတာတစ်ထက်ကိုပို့ပြီးတော့အရေးကြီးတဲ့သင်ခန်းစာတစ်ခုလို့တော့ပြောလို့ရပါတယ်အဲ့တော့ဘာလဲဆိုလို့ရှင်ဆရာတို့ဒီ 8 parts of speech မှာပါတဲ့ဒီ preposition လေးတွေရဲ့အကြောင်းကိုဆရာဒီနေ့ video လေးကနေစပြီးတော့တာတို့သမီးတို့အတွက်သင်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ preposition ဆိုတာဘာလဲလို့ဆရာအနည်းငယ်တာတို့သမီးတို့ကိုရှင်းပြခြင်းပါတယ်အဲ့တော့ preposition ဟာအချိန်ပြနေရာပြစကားလုံးလို့လည်းပြောလို့ရတယ်လို့เนาะဘယ်ဟာက subject ဘယ်ဟာက object ဆိုတာကိုခွဲခြားပေးတဲ့စကားလုံးလည်းဖြစ်တယ်ပေါ့အဲ့တော့တာတို့သမီးတို့ဒီအလဲတန်းမှာစတက်တုံးอ่ะဗောနော်ဒီပြစ်စမာတန်းစတက်တဲ့အချိန်မှာတော့ကဝိဘတ်ကိုနော်ကန်ကန်ကြီးနောက်နိုင်နေ၍၎င်းတို့ဒီကတာဖြစ်သည်ကံဖြစ်သည်ဘာညာတာတကဒီလိုမျိုးဒါတို့သမီးတို့ချက်ခဲ့ရတယ်ဗောအဲ့ဒါဝိဘတ်ဗောဒါမြန်မာတရားမှာဆိုရင်ဝိဘတ်လို့ခေါ်တယ်ဗော English မှာတော့ဆရာတို့ဒါကို preposition လို့ခေါ်ပါတယ်အဲ့တော့ဝိဘတ်ဆိုတာထက် preposition ဆိုတဲ့အသုံးနှုန်းလေးကိုပဲဒါတို့သမီးတို့နှုတ်ကြိုးနေစေခြင်းတယ်ဘာကြောင့်လဲဆိုတော့ဆရာတို့ကဒီ English ဘာသာရက်ကို English ဘာသာစကားကိုသင်ယူနေကြတဲ့သူတွေဖြစ်တဲ့အတွက်တက်နိုင်သမျှတော့ English အသုံးအနှုန်းလေးတွေကိုပဲခေါ်ဝေါ်သုံးစွဲစေချင်ပါတယ် Okay အဲ့တော့ preposition ဆိုတဲ့စကားလုံးလေးကဒါတို့မြင်ဘူးကြတယ်ဗောနော်သမီးတို့မြင်ဘူးကြတယ်ဘာလဲဆိုရင် in တို့ on တို့နောက်ပြီးတော့ at တို့ for တို့ with တို့ဒီလိုစကားလုံးလေးတွေကဒါ preposition လေးတွေပါဒါတို့သမီးတို့ ਨੇ အရန်စိမ့်နေတဲ့စကားလုံးလေးလားဆိုတော့လေမဟုတ်ပါဘူးအများနဲ့ဒါအင်္ဂလိပ်စာအုပ်ကိုဖွင့်လိုက်ပြီးဆိုတော့ ਨੇနော်တနေရာမဟုတ်တနေရာမှာအမြဲတမ်းလိုမြင်တွေ့နေရတဲ့စကားလုံးလေးတွေလည်းဖြစ်တယ်ပေါ့တော်တော်လေးအသုံးများတယ်ပေါ့အဲ့တော့အခုအလယ်တန်းအထက်တန်းကျောင်းသားတယောက်အနေနဲ့ read the passage လို့ခေါ်တဲ့ English စာပိုက်တွေကိုဖတ်ရပြီးဘာသာပြန်ရပြီးဆိုလို့ရှိရင်ဒါတို့သမီးတို့ဒီစကားလုံးလေးတွေကအမြဲတမ်းမြင်တွေ့နေရတဲ့စကားလုံးတွေမှာပါတယ်ပေါ့အဲ့တော့သူတို့ကိုဆရာတို့ကလေ့လာရတဲ့နေရာလည်းရှိသေးတယ်ပေါ့နော် preposition တွေကြက်ဆိုရင်ဒီတိုင်း preposition တွေကိုအကုန်လုံးကြက်ပြစ်လိုက်တာမျိုးမလုပ်စေချင်ဘူးပေါ့ဘာကြောင့်လဲဆိုတော့အလဲထက်တန်းကျောင်းသားတယောက်ဆိုရင်အခု paragraph တွေဆရာတို့ဖတ်ကြတယ်ဒီ read the passage လို့ခေါ်တဲ့ဒီ unit တွေဖတ်ရတယ်ဖတ်တဲ့အခါမှာဒါတို့သမီးတို့အနေနဲ့ meaning တွေကြက်ရတယ်ပေါ့နော် vocabulary ပေါ့ meaning လို့ပဲဒါတို့သမီးတို့ကတော့သိမှာပေါ့ vocabulary ကြက်ရတယ်ပေါ့ကြက်တဲ့အခါမှာကျောင်းသားကျောင်းသူတော်တော်များများက vocabulary တစ်လုံးကိုနော်အဲ့ vocabulary အတိုင်းပဲမှတ်တယ်ပေါ့နော်မှတ်တယ်ပေါ့ဥပမာဆိုကြပါစို့ excellent အကောင်းဆုံးဖြစ်တော့ဒီလိုမျိုးမှတ်တယ်ပေါ့နော် brave ရဲရင်တော့ဒီလိုမျိုးပဲမှတ်ကြတယ်တော်တော်များများကနော်ဥပမာဆိုကြပါစို့ computer 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 ဒီလိုမျိုးပဲချက်ကြတယ်အမှန်တကယ်က English ဘာသာစကားလေ့လာတဲ့နေရာမှာပို့ပြီးတော့အတက်မြန်အောင်ဒါတို့သမီးတို့ရဲ့ခေါင်းထဲမှာတက်တက်လုံးစွဲသွားအောင်မှတ်လို့ရတဲ့နီးကဘယ်လိုနီးလဲဆိုတော့ဘယ် English စကားလုံးကိုပဲကြက်ဆရာအခုသင်ပေးမယ် preposition လေးတွေနဲ့တွဲပြီးတော့မှတ်တာကပို့ပြီးတော့သတိရစေတယ်ပေါ့ပြောမယ်ဆိုရင်တော့ phrase ဖြစ်သွားတာပေါ့နော်အဲ့တော့စကားလုံးကိုကြက်တာထက် phrase ကိုကြက်တာကနော်ဒါတို့သမီးတို့အတွက် English စာတိုးတက်မှုမြန်သွားမယ်ဆိုတာကိုတွေ့ရမှာဖြစ်တယ်ပေါ့အဲ့တော့ဆရာသင်ပြနေနေလဲဒါတို့သမီးတို့ရှင်းပြသွားမယ်ပေါ့နော်အဲ့ဒီအခါမှာအခုချိန်ကနေစပြီးတော့ဒါတို့သမီးတို့ minute ချက်ဖို့ကြုံလာပြီးဟေ့ဆိုလို့ရှိရင်ဒီ preposition လေးတစ်ခုခုနဲ့တွဲပြီးမှတ်လိုက်တဲ့ပုံစံမျိုးကနောက်ပိုင်းဒါတို့သမီးတို့အင်္ဂလိပ်စာကိုကိုယ်တိုင်ရေးတဲ့နေရာမှာ English စကားပြောလာတဲ့အခါမှာနောက်ပိုင်းဆိုအင်္ဂလိပ်စကားတွေပြောရတော့မယ်အဲ့ဒီအခါမျိုးမှာဒီ preposition လေးတွေနဲ့ဒီလို noun လေးတွေနဲ့တွဲပြီး phrase လေးတွေလုပ်ပြီးတော့မှတ်ချင်းဟာကလေးတွေအတွက် English စာတိုးတက်စေဖို့အမြန်ဆုံးနီးလန်းဆိုတာကိုဒီ video လေးထဲမှာသင်ယူသွားမှာဖြစ်ပါတယ်အဲ့တော့ preposition ဆိုတာတော့ဒီဒါတို့သမီးတို့သိတဲ့ in on at for with ဘာညာတာကဒီလိုစကားလုံးလေးတွေ off တို့ပါတော့ဒီလိုစကားလုံးလေးတွေလို့ပဲတမန်ကရှန်ကမှတ်ကြတယ်ပေါ့တော်တော်များများဒါပေမဲ့အဲ့ထက်ပိုပါတယ်เนาะဆရာဒီ video လေးကနေအစပြုပြီးတော့နောက် video 2ခု3ခုမှာဒီ preposition တွေရဲ့အကြောင်းကိုအသေးစိတ်သင်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဆရာတို့စလိုက်ကြအောင်ပါ preposition နောက်မှာเนาะဒါအရင်ဆုံးမှတ်ရမယ်အချက်က preposition ရဲ့နောက်မှာ noun pronoun gerund တခုခုလိုက်ပါတယ်တဲ့ဆရာစာနယ်လေးရေးပြထားတယ်เนาะတေချာကြည့်ပါ preposition ရဲ့နောက်မှာ noun လိုက်လို့ရတယ် pronoun လိုက်လို့ရတယ် gerund တခုခုလိုက်လို့ရပါတယ်တဲ့เนาะ pronoun လိုက်မယ်ဆိုတော့ဆရာတို့ me type pronoun တွေကိုသုံးရမှာပေါ့ဥပမာဆိုကြပါစို့ for I လို့သုံးလို့မရအောင် I က subject တော့ပဲသုံးတာ for me ပေါ့เนาะ for him ပေါ့ for her for them ပေါ့ဒီလို me type pronoun လေးတွေကိုပဲဒါတို့သမီးတို့သုံးရမှာပဲဖြစ်ပါတယ်ဟုတ်ပြီဒါ preposition ရဲ့နောက်မှာလိုက်မယ် pronoun ဒီ me type ပုံစံ pronoun ဖြစ်ရမယ်ဆရာစာရေးပြထားတယ်အဲ့ဒါလေးကိုတိတိကျကျမှတ်ပါเนาะ preposition ရဲ့နောက်မှာ me type pronoun ပဲလိုက်ပါတယ် gerund ဆိုတာဘာကိုပြောတာလဲဆိုတော့ဆရာကပြောခဲ့တဲ့ gerund ဆိုတာက
ဆရာတို့ဒီ verb ပုံစံ5မျိုးရှိတယ်ပေါ့ verb 0လို့ခေါ်တဲ့ verb infinitive ရှိမယ်ပြီးရင် verb 1ရှိမယ် verb 2ရှိမယ် verb 3ရှိမယ် verb 4ရှိမယ် verb 5မျိုးရှိတယ်ပေါ့အဲ့တော့အဲ့ verb 5မျိုးမှာသားတို့သမီးတို့သိတဲ့ဒီ verb 4လို့ခေါ်တဲ့ verb ing ပါတဲ့ verb ကိုဆရာတို့ကတစ်လုံးနဲ့သုံးတဲ့အခါမှာ gerund လို့ခေါ်တယ်ပေါ့သူကအဲ့လိုသုံးလိုက်ပြီဆိုလို့ရှိရင် verb မဟုတ်တော့ဘူးပေါ့ဥပမာဆရာအခုစာသင်တယ်ပေါ့စာသင်တယ်ဆို teaching ပေါ့ teaching ဆိုရင်စာသင်ကြားခြင်း teaching is my job ဦးဆရာအနေနဲ့ပြောပါ teaching is my job teaching is my favorite job ပေါ့နော်စာသင်တာဆရာတို့ဒါအကြိုက်ဆုံးအလုပ်ဖြစ်တယ်ပေါ့စာသင်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ပေါ့နော်သူ့ကို tense မှာသုံးမယ်ဆိုလို့ရင်ဆရာတို့ I am teaching ကျွန်တော်စာသင်နေပါတယ်လို့ဖြစ်သွားတယ်ဒါ verb ဖြစ်သွားတယ်ပေါ့အဲ့တော့ဟိုပြောမယ်ဆိုလို့ရှိရင် verb 4ရဲ့အရှိမအများတန်း ms or was word တစ်ခုခုကရှိနေရမယ်ဒါသူ့ရဲ့ထုံးစံပေါ့เนาะ tense အနေနဲ့သုံးမယ်ဆိုရင် present continuous tense past continuous tense future continuous tense ဒီ tense တွေမှာဆိုလို့ရှိရင် ms or was word be ပေါ့ဒီဟာလေးတွေကအများတန်း verb 4ရဲ့ရှိနေရမယ်ဒါသူ့ရဲ့စီမင်းစည်းကမ်းအဲ့လိုမဟုတ်ဘဲနဲ့ verb 4လို့ခေါ်တဲ့ဒီ verb ing ကိုတစ်လုံးနဲ့သုံးထားပြီဆိုရင်အကောင်ကိုဆရာတို့ကgerund လို့ခေါ်ပါတယ်เนาะချင်းမှုချင်းဆိုတဲ့အတန်ထွက်တဲ့ noun ပေါ့เนาะဟိုအလုံးလုံးမှုเนาะ working ဆိုရင်အလုံးလုံးမှုပေါ့ walking ဆိုရင်လမ်းလျှောက်ချင်းပေါ့เนาะ smoking စိတ်လိုက်တောက်ချင်းเนาะ smoking is a bad habit เนาะစိတ်လိုက်တောက်တယ်ဆိုတာဟာစိတ်လိုက်တောက်ချင်းဆိုတာဟာဆိုရတဲ့အလေးအထားတစ်ခုဖြစ်တယ်ဒီလိုမျိုးဖြစ်သွားတယ်ဒါ verb 4ကိုတစ်လုံးနဲ့သုံးတဲ့အခါမှာဆရာတို့ကအဲ့ verb 4ကိုဘယ်လိုပြောလဲဆိုရင်အဲ့ verb 4က gerund လို့ခေါ်တဲ့ချင်းမှုလို့အတန်ထွက်တဲ့ noun ပုံစံကိုပြောင်းသွားပါတယ်เนาะဒါသားတို့သမီးတို့မှတ်ကိုမှတ်ရမယ်အချက်ထဲမှာပါပါတယ်အဲ့တော့ဆရာ example sentence လေးတွေရေးပြမယ်အဲ့ sentence လေးတွေကိုတိတိကျကျလေးလိုက်ပြီးတော့ကြည့်မယ်ဆိုရင်သားတို့သမီးတို့ပို့ပြီးတော့သဘောပေါက်နားလည်သွားမယ်လို့ဆရာအနေနဲ့ယုံကြည်ပါတယ် The girl is in the house เนาะကောင်မလေးဟာတဲ့ in the house အိမ်ထဲမှာရှိတယ်အဲ့ကောင်မလေးကပြောနေတဲ့လူရောနားထောင်နေတဲ့လူရောနှစ်ယောက်စလုံးသိတဲ့ကောင်မလေးပေါ့เนาะ The girl is in the house အဲ့တော့ဒီမှာဆရာတို့ in ဆိုတဲ့ preposition ရဲ့နောက်မှာ the house ဆိုတဲ့ noun ကိုထည့်ထားတယ်เนาะဒါ preposition ရဲ့နောက်မှာ noun လိုက်တယ်ဆိုတဲ့အချက်ကလုံးဝမှန်တယ်ဆိုတာကိုတွေ့ရမယ် Okay နောက်ထပ် sentence လေးတစ်ခုကိုကြည့်မယ် This gift is for her เนาะဒီလက်ဆောင်ကသူမအတွက်ဖြစ်တယ်တဲ့ဒါဆိုရင်ဒီမှာ for ဆိုတဲ့ preposition ရဲ့နောက်မှာ her ဆိုတဲ့ me type pronoun လိုက်နေတယ်ဆိုတာကိုပြတာเนาะအဲ့တော့ preposition နောက်မှာ pronoun လေးလိုက်လို့ရတယ်ဆိုတဲ့အချက်ကလည်းမှန်သွားပြီပေါ့ Okayနောက်ဆုံးတစ်ခုက I'm fond of playing fond of ဆိုတာဒါတို့သမီးတို့အလွယ်ကူဆုံးပြောမှဆိုရင် love လို့ပြောတာ Now I love playing the guitar လို့ပြောလို့ရ I love playing guitar ငါ guitar တီးရတာကိုကြိုက်တယ်ဒါမှ fond of နဲ့သုံးထားတယ်ဒါကတော့ phrasal verb ဒီကြောင့်ကိုဆရာဒါတို့သမီးတို့နောက်ပိုင်းမှာတသက် video လေးတစ်ခုအနေနဲ့လုပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ fond of ဆိုတော့ fond of like ပေါ့နော် I'm fond of ဆိုတာကျွန်တော်နှစ်သက်တယ်တဲ့ playing the guitar တီးခြင်းကိုနှစ်သက်တယ်ဒါမှတွေ့လား of ဆိုတဲ့ preposition ရဲ့နောက်မှာ ing ပုံစံတစ်လုံးနဲ့ကိုသုံးထားတယ်အဲ့ဒါဒီ gerund ပဲเนาะ noun ပဲအဲ့တော့ guitar တီးခြင်းလို့ဘာသာပြန်ရမယ်เนาะအဲ့တော့ guitar တီးခြင်းကိုကျွန်တော် guitar တီးခြင်းကိုနှစ်သက်တယ်လို့ပြောတာเนาะအဲ့ဒါကြောင့်မလို့ preposition ရဲ့နောက်မှာ gerund လဲလိုက်လို့ရတယ်အဲ့တော့ဒါတို့တပီတော့နံပါတ်1မှတ်ရမယ့်အချက်က preposition ရဲ့နောက်မှာ noun လိုက်မယ် pronoun ဆိုရင် me type ပုံစံ pronoun လိုက်မယ်နံပါတ်3အချက် gerund လိုက်လို့ရတယ်ဒါ preposition နောက်မှာရှိနိုင်တဲ့အရာ3ခုအဲ့တော့ collect ဖြစ်ရမယ့်အဖြေတွေเนาะအဖြေမျိုးတွေပု္ပ္ပစာမျိုးတွေတွေ့လာပြီဆိုလို့ရှိရင် preposition နောက်မှာ collect ဆိုရင်တေးကြပြီဒီ3မျိုးတွေကတစ်ခုခုကိုထည့်ရမှာအဲ့တော့ကိုသင်ယူထားတဲ့သင်ခန်းစာပိုက်ထဲကဘယ်စကားလုံးကိုထည့်ရမယ်ဆိုတာကိုသိသွားလိမ့်မယ်เนาะဒီ3မျိုးတွေကပဲထည့်ရမှာဖြစ်တဲ့အတွက်သူပေးထားတဲ့ဟာတခြား verb ပုံစံကြီးနဲ့ဖြစ်နေရင်သူနဲ့ like ဖတ်ညီမဲ့ပုံစံလေးကိုပြောင်းပြီးဖြေလိုက်ရုံပဲအဲ့တော့အင်္ဂလိပ်စာကိုခတ်တယ်ဆိုတာအဲ့ဒီလိုမျိုးအထာတွေမသိတဲ့အခါမှာခတ်တယ်ဥပမာဆိုကြပါစို့သူရဲ့ read the passage လို့ခေါ်တဲ့ဒီ English စာပိုက်ထဲမှာပေးထားတာကြတော့ verb 3ပုံစံကြီးဖြစ်နေရောเนาะဒါပေမဲ့သူဒီမှာမေးထားတဲ့မေးခွန်းမှာကြတော့ဖြည့်ရမယ့်ပုံစံက gerund ဖြည့်မှရမယ်ဆိုရင်အဲ့စာကြောင်းထဲမှာပါနေတဲ့ verb 3ကို ing ပုံစံပြောင်းထည့်ပေးလိုက်ရပြီအဲ့ဒါကိုပဲကလေးတွေကเนาะသားတို့သမီးတို့ကခတ်တယ်လို့ထင်တာအမှန်တကယ်တော့ Englishဘာသာရဲ့အနှစ်သာရတွေအထာတွေကိုမသိတော့ဒါတို့သမီးတို့အနေနဲ့တော့ခတ်တာပေါ့ဒါပြောမယ်ဆိုလို့ရှိရင်ဒါစိတ်ပါလက်ပါနဲ့တည်တည်ချာချာလေးဒီသင်တန်းတစ်လျှောက်မှာဆရာသင်ပေးမဲ့သင်ခန်းစာတွေအားလုံးကိုကျင့်ညက်မယ်ဆိုရင်တော့ဒါတို့သမီးတို့အတွက်ဘာမှအခက်မှမဟုတ်ဘူးဆိုတာကိုဒီသင်တန်းပြီးသွားတဲ့အခါကျရင်တွေ့ပါလိမ့်မယ်ဆရာလည်းလေ့ကျင့်ခန်းလေးတွေတန်းတိုင်းတလောက်ပေးပါမယ်โอเคအဲ့တော့ဆရာတို့ကြက်မှတ်ထားရမယ်အသုံးအများဆုံးဆိုတဲ့ preposition လေးတွေကိုဆရာအုပ်စပြီးတော့ပြောပြပေးမယ်ဟုတ်ပြီ preposition ထဲမှာအသုံးအများဆုံး in on ဒါတို့သမီးတို့တွေ့ရဆရာလေးရေးပြထားတယ်လိုက်ကြည့်ပါပြီးရင် at เนาะ at ဆိုတာနှိုက်မှာတွင်ဝယ်ကပေါ့เนาะဟိုမြန်မာနဲ့ဆိုရင်တော့ပြောမယ်ဆိုလို့ရှိရင်เนาะမြန်မာဝေးဘက်မှာလည်းနှိုက်မှာတွင်ဝယ်ကနေစတာဟုတ်ပြီအဲ့တော့ in on
နှစ်ခုစလုံးရဲ့အဓိပ္ပာယ်မှာအဓိပ္ပာယ်ကတော့မှားဆိုတဲ့အဓိပ္ပာယ်နော် on ကအပေါ်မှာ in ကအထဲမှာပေါ့အဲ့လိုလေးတော့ကွာတာပေါ့နော်ဒါနောက်ပိုင်းဆရာအသေးစိတ်ပြောပြသွားမယ်နောက် for ဆိုတာအတွက်နော်နောက်မှာဆရာတို့ဒီမိတိုက်ပုံစံ pronoun နဲ့သုံးမယ်ဆိုလို့ရှိရင်အဲ့ for ကိုအတွက်လို့ဘာသာပြန်ရပြီးတော့သူ့နောက်မှာအချိန်ပြစကားလုံးရှိမယ်ဆိုရင်ကြာအောင်လို့ဘာသာပြန်ပေးရတယ်ဒီတစ်ချက်ကိုတည်တည်ချာချာမှတ်မယ်နော် for ကိုအတွက်လို့ပဲဒါတို့သမီးတို့ပုံသေးမှတ်ထားစေခြင်းသူ့နောက်မှာပါရင်အချိန်ပြစကားလုံးပါလာပြီဆိုတာနဲ့သူ့ရဲ့အဓိပ္ပာယ်ဒီကြာအောင်ဆိုတဲ့အဓိပ္ပာယ်ဘာသာပြန်ပေးရပါတယ်เนาะဒါဘာသာပြန်တဲ့အတွက်လည်းအရန်ကိုအထောက်အကူပြုတဲ့အချက်ထဲမှာပါနေပါတယ် okay with ကြတော့နှစ်အတူเนาะ with me เนาะ come with me ငါနဲ့လိုက်ခဲ့လို့ပြောတာเนาะ go with him သူနဲ့လိုက်သွားလို့ပြောတာเนาะ with ဆိုတာနှစ်အတူ off က eat เนาะ if eat လို့လည်းအဓိပ္ပာယ်ရတယ်ပေါ့ဆရာတို့နောင်အခန်းမှာသင်ခဲ့ရတယ်ပိုင်ဆိုင်မှုပြတွေလုံတုံးကဒီ off နဲ့ခံပြီးတော့ the son of uber ဘာလို့ဆရာတို့သင်ခဲ့ရတယ်အဲ့တော့အဲ့လိုမျိုးဆိုရင်ဆရာတို့က eat လို့ဘာသာပြန်ရမယ်တော့တင်ချာမှာဆိုရင်ဒဲကလို့ဘာသာပြန်ရမယ်သမီးတို့တားလို့သမီးတို့တင်ချာမင်းကုန်းတွေမှာဆိုရင်ဘယ်ထဲကနေဘယ်ဟာကိုယူလိုက်တယ်ဘာညာအဲ့လိုပုံစံမင်းကုန်းမှာပါတယ်အဲ့တော့ off ဆိုရင်ဒဲကလို့ဘာသာပြန်ရမယ်เนาะ the best of the best အကောင်းဆုံးတွေတဲကအကောင်းဆုံးလို့ပြောတာเนาะ the best of the best ဆိုရပါစို့เนาะအကောင်းဆုံးတွေတဲကအကောင်းဆုံးလို့ပြောတာနောက်တစ်ခုက off ကိုအကြောင်းလို့လည်းဘာသာပြန်ရတယ်ဒါဒီ physics တွေ chemistry တွေသင်္ချာတွေရဲ့မင်းကုန်းမှာဒီ off ရဲ့အဓိပ္ပာယ်ကနောက်ကဒီထဲကသို့မဟုတ်အကြောင်းဆိုတဲ့အဓိပ္ပာယ်မျိုးလေးတွေပြောင်းသွားတဲ့တချို့နေရာလေးတွေရှိပါတယ်เนาะအဲ့တော့ဒါတို့သမီးတို့အနေနဲ့ဒီ English စာဘာသာရပ်ကိုကျွမ်းကျင်သွားတဲ့အခါမှာเนาะဘာသာပြန်နည်းတွေကျွမ်းကျင်သွားတဲ့အခါမှာဒီသင်္ချာတွေယူပဗေဒတွေဇီဝဗေဒတွေရဲ့မေခွန်းပုံစံတွေကိုပါကောင်းကောင်းမွန်မွန်ဖတ်ပြီးတော့ဘာသာပြန်နိုင်မှာဖြစ်ပါတယ်အဲ့လိုဘာသာပြန်လို့ရတဲ့အခါကျတော့ဒါတို့သမီးတို့ဘယ်ဟာကိုဖြေရမလဲဆိုတော့ပို့ပြီးတော့မြန်မြန်တွေးလို့ရတာပေါ့เนาะအဲ့တော့ English ဘာသာစကားတက်ချင်းဟာအရန်ကိုကြီးမားတဲ့အကျိုးကျေးဇူးတွေဒါတို့သမီးတို့အတွက်အများကြီးရှိပါတယ် Okay အဲ့တော့နောက်ထပ် preposition လေးတွေကဘာလဲဆိုရင် below under beneath เนาะဒါအကုန်လုံးကတော့အောက်မှာကြီးပဲဘယ်လိုအောက်မှာလဲဆိုတော့ဆရာနောက်အကျယ်ပြောပြပေးမယ်ပေါ့เนาะbeside ကနဘေးမှာပေါ့เนาะဘေးမှာ beside เนาะ beside of a girl ပေါ့เนาะကောင်မလေးတယောက်ရဲ့ဘေးမှာသဘောတခုပေါ့ဥပမာပြောတာเนาะ okay အဲ့တော့နောက်တစ်ခုက inside เนาะ inside ဆိုတာအထဲမှာ outside ဆိုတာအပြင်မှာเนาะ between among ဂျားမှာနှစ်ခုဂျားမှာအများဂျားမှာအဲ့လိုကြွားတယ်ပေါ့เนาะဂျားမှာဟုတ်ပြီနောက်တစ်ခုက after ပြီးနောက်ပေါ့เนาะ after from မှကเนาะစကားနဲ့ပြောရင်တော့ကပေါ့เนาะပြောမယ်ဆိုလို့ရှိရင် from near အနီးမှာဒါတွေကဒါတို့သမီးတို့အကုန်လုံးတည်ပြီးသားစကားလုံးတွေကြီးပဲเนาะဒီကောင်တွေကဘာအမျိုးအစားတွေလဲဘယ်လိုနေရာမျိုးတွေမှာဘယ်လို preposition ကိုအတိအကျသုံးရမလဲလို့သာဟိုအစင်လိုက်စနစ်တကျမသိတာပေါ့တော်တော်များများတော့သိကြတယ်အတိတ်ပဲကိုလည်းတော်တော်များများဒါတို့သမီးတို့ထင်သလားမညံ့ပါဘူးအကုန်လုံးသိကြတယ်သို့တော့စနစ်တကျသိဖို့တော့ဆရာတို့အစင်လိုက်ပြန်လေ့လာဖို့တော့လိုတာပေါ့เนาะအဲ့အတွက်ဆရာစနစ်တကျတိတိကျကျရေရာဖြစ်အောင်သင်ပေးနေရခြင်းဖြစ်ပါတယ် Okay now then ဆိုတာ tet เนาะဟိုအထူးသဖြင့်ဒီ adjective degree 2တွေရဲ့နောက်မှာရှိရပေါ့နောက်ထပ်ဆရာတို့ဒီ channel preposition လေးတွေကဘာလဲဆိုရင် behind အနောက်မှာ by ဆိုတာအားဖြင့်လို့လည်းပြောလို့ရတယ်အနီးမှာလို့လည်းပြောလို့ရတယ်အနားမှာလို့ပြောလို့ရတယ်လောက်မှာလို့လည်းပြောရတယ်ဘယ်လောက်မှာအဲ့လိုမျိုးပြောလို့ရတယ်အဲ့တော့အချင်းလေးပေါ့မူတည်တာပေါ့ by ရဲ့အဓိပ္ပာယ်ပေါ့เนาะဟုတ်ပြီနောက်တစ်ခုက by bicycle တို့ by car တို့ဒီလိုမှဆိုရင်လည်းဖြင့်နှင့်ဆိုတဲ့အဓိပ္ပာယ်နဲ့လည်းသူကသုံးလို့ရသေးတယ်ပေါ့နောက်ထပ် preposition တစ်လုံးက during အတော်အတွင်းမှာเนาะ above အပေါ်မှာเนาะ without မဘဲပေါ့เนาะ without မဘဲပေါ့မလုပ်ပဲမစားပဲမသွားပဲဒါကိုပြောတာပေါ့เนาะအသေးစိတ်တင်တဲ့ခါကျရင်သိပါလိမ့်မယ်နောက် happen ဆိုတာအပေါ်မှာအပေါ်တို့ into အထဲတို့အမဝင်အဖြစ် out ဆိုတာအပြင်တို့ပြီးတော့ onto ဆိုတာအပေါ်မှာအပေါ်တို့နောက် within အတော်အတွင်း till until တိုင်အောင် around ပေါ့နော်ပတ်လဲပဲ့၍ along တလျှောက်เนาะဒါလေးတွေတောက်သမီးတို့သိရ throughout against beyond towards to သူ့ရဲ့ကိုယ်ပိုင်အဓိပ္ပာယ်လေးရှိရဆရာစာတန်းလေးလည်းထုတ်ပြထားတယ်ဒါလေးလိုက်ကြည့်ပါဟုတ်ပြီဒါကတာတို့သမီးတို့မြင်တွေ့နေကြเนาะ English စာအုပ်တအုပ်ကိုကောက်ဖွင့်လိုက်ပြီဆိုတာနဲ့တာတို့သမီးတို့မြင်တွေ့နေကြဖြစ်တဲ့ဒီ preposition လေးတွေကိုဆရာစုပြီးတော့ဒီမှာပြပေးထားတာပေါ့ဟုတ်ပြီအဲ့လိုမျိုးပဲဆရာတို့ကသိကြတယ်ဒါက preposition ဒီစကားလုံးကလည်း preposition ဒီလိုတော့သိတာပေါ့အကုန်လုံးကသို့တော့အဲ့ preposition လေးတွေကိုဆရာတို့ကစနစ်တကျနဲ့အုပ်စုခွဲပြီးတော့လေ့လာဖို့လေလိုသေးတယ်ပေါ့အဲ့တော့ဘယ် preposition အုပ်စုထဲမှာပါနေလဲเนาะအဲ့လိုအုပ်စုခွဲထားတာကိုတိတိကျကျသိမှဘယ်လိုအခြေအနေမျိုးမှာဘယ် preposition ကိုသုံးရမယ်ဆိုတာကိုဒါတော့သမီးတို့ဓာတ်ခနဲ့သိမှာပေါ့အဲ့ဒီအတွက်ကြောင့်ဒီ preposition အမျိုးအစားဘယ်နှမျိုးရှိတယ်လဲဆိုတာကိုဆရာအခုသ
ပြောပြပေးသွားမယ်ပေါ့နော်ဒီချာချာလေးလိုက်ပြီးတော့နားထောင်ပေးပါ preposition 3မျိုးရှိပါတယ်တဲ့เนาะ preposition 3မျိုးကဘာတွေလဲဆိုလို့ရှိရင် temporal preposition လို့ခေါ်တဲ့အချိန်ပြဝိဘတ်ပေါ့เนาะထားပါတော့အချိန်ပြဝိဘတ်နောက် number 2က locative preposition လို့ခေါ်တဲ့နေရာပြတဲ့ preposition လေးတွေဝိဘတ်လေးတွေပေါ့နောက်တစ်ခုက directional preposition ကြတော့လားရအရက်ပြဝိဘတ်ပေါ့เนาะဒီ3မျိုးရှိတယ်အချိန်နေရာလားရเนาะအချိန်နေရာလားရဆိုပြီး3မျိုးရှိတယ် temporal preposition locative preposition directional preposition ဆိုပြီးဒီ3မျိုးရှိတယ်ဒါတို့သမီးတို့ပထမဦးဆုံးမှတ်ရမယ်အချက်ဖြစ်ပါတယ် okay အဲ့တော့ဆရာနမူနာ sentence လေးတွေပြမယ်ပြတဲ့အခါမှာတို့သမီးတို့ဒီ3မျိုးဘယ်ဟာကဘယ် preposition ဖြစ်တဲ့ဆိုတာကိုအလွယ်တကူခွဲခြားပြီးတော့မြင်နိုင်မှာဖြစ်ပါတယ် he arrived at 10 p.m. သူ10နာရီမှာရောက်ခဲ့တယ်တဲ့အဲ့တော့ဒါအချိန်ကိုပြတာပေါ့နော်နာရီနောက်မှာနာရီပါတော့ဒါအချိန်ကိုပြတာဒါဆိုရင်ဒီမှာ at ဆိုတဲ့ preposition ကဘာအမျိုးအစားလဲဆိုရင် temporal preposition เนาะဟုတ်ပြီ he is in the house သူကအိမ်ထဲမှာတဲ့ဒါမှကျတော့ဘာကိုပြပြီလဲဆိုတော့နေရာကိုပြပြီပေါ့ဒီ in ကနေရာကိုပြရတယ်ပေါ့ the house ဆိုတဲ့နေရာကိုပြပေးတယ်အဲ့တော့ locative preposition လို့ခေါ်တယ်ပေါ့ we want to the Shwedagon Pagoda เนาะငါတို့ရွှေဒဂုံဖျားသို့သွားခဲ့တယ်เนาะအဲ့တော့ to ရဲ့နောက်မှာကျတော့သူတို့သွားတဲ့နေရာပေါ့ဟိုပေါ့ရှေးရှုရပြပေါ့เนาะရှေးရှုရပြနေရာလေးကိုပြတာဖြစ်တဲ့အတွက်သူ့ကိုကျတော့ directional preposition လို့ခေါ်ပါတယ်တဲ့လော်လေးပါเนาะ preposition တစ်လုံးကိုကြည့်လိုက်တာနဲ့ဘာအမျိုးစားလဲဆိုတာကိုတို့သမီးတို့တန်းပြီးတော့ခွဲလို့ရပါတယ်เนาะအဲ့လောက်လဲအခက်ကြီးမဟုတ်ဘူးပေါ့ဟုတ်ပြီအဲ့တော့ဆရာအခုနံပါတ်1ဖြစ်တဲ့ temporal preposition လေးတွေရဲ့အကြောင်းကိုတို့သမီးတို့ကိုဆက်ပြီးတော့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်တေချာချာလေးလိုက်နားထောင်မှာနားမလဲဘူးဆိုရင်ဗီဒီယိုကိုနောက်ကိုပြန်ကြည့်ပြီးနောက်တစ်ခေါက်ပြန်နားထောင်မှာเนาะစာသင်ခန်းထဲမှာသင်ကြားရတာမဟုတ်တဲ့အတွက်နားမလဲမချင်းပြန်နားထောင်ဖို့အခွင့်အရေးတို့သမီးတို့မှာအပြည့်ရှိပါတယ်เนาะ okay အဲ့တော့ temporal preposition ကဘာလဲဆိုရင်တဲ့ဆရာတို့ at တို့ on တို့ in တို့ဒီ3မျိုးပေါ့เนาะဒီ3မျိုးကို temporal preposition လို့ခေါ်တယ်အရန်လဲအသုံးများသလိုအရန်လဲမှားတဲ့ preposition တွေလည်းဖြစ်ပါတယ်အဲ့တော့ဆရာအုပ်စုလေးတွေခွဲပြီးတော့တစ်ခုချင်းစီအသေးစိတ်ရှင်းပြသွားမယ်အဲ့ဒါဆိုရင်တို့သမီးတို့နောက်ဆိုရင်မြင်လိုက်တာနဲ့ဩဒီကောင်တော့ဘယ်နေရာမှာသုံးရမလဲဆိုတာကိုတန်းပြီးတော့သိသွားတာပေါ့ okay အဲ့တော့တတ်မှတ်နိုင်တတ်မှတ်ချိန်နိုင်ရှိမှာဆိုရင် at ကိုသုံးရတယ်တတ်မှတ်ရှိတဲ့အချိန်နိုင်ရှိမှာအချိန်အတိအကျရှိမှာပေါ့ပြောချင်တယ်ဟိုပေါ့ဟိုတတ်မှတ်ထားတဲ့သူတတ်မှတ်ထားတဲ့အချိန်ရှေ့မှာဆိုလို့ရှိရင် at ကိုသုံးရတယ်နေ့ရဲ့အရှိမဆိုရင်အမြဲတမ်း on ကိုသုံးရတယ်အဲ့သေးတဲ့ထိမှတ်ထားပါနေ့ရဲ့ရှိမှာဘာနေ့ဖြစ်ဖြစ်ကိုမွေးနေ့ဖြစ်ဖြစ်ပြည်တော်စုနေ့ဖြစ်ဖြစ်တစောင်းမုံလာပြည့်နေ့ဖြစ်ဖြစ်နတော်လာပြည့်နေ့ဖြစ်ဖြစ်เนาะသတင်းကျွတ်ဟိုလာပြည့်နေ့ဖြစ်ဖြစ်ဘလို့နေ့ဆိုတော့အတန်ကြာတာနဲ့အဲ့အရှိမ on ဆိုတာရှိတယ်မှားဆိုတဲ့အဓိပ္ပာယ်နဲ့သုံးချင် on ရှိတယ်တော့နှစ်တွေလာရဲ့အရှိမ in ရှိတယ်ဒီသုံးချက်အရင်မှတ်မယ် at ကသတ်မှတ်ချိန်နာရီရှိမှသုံးရမယ် on ကိုကြတော့နေ့ရဲ့အရှိမသုံးရမယ် in ကိုကြတော့နှစ်တွေလာရဲ့အရှိမသုံးပေးရမယ်နမူနာလေးကြည့်မယ် at နာရီပေါ့နော် o'clock ဒါမှမဟုတ် am pm နဲ့ပြမယ်10 o'clock at 10 o'clock ဒါမှမဟုတ် at 10 am ဒါမှမဟုတ် at 4 pm တခုခုပေါ့နော် am ဆိုတာမနက်ပိုင်းကိုဆိုလိုတာ pm ဆိုတာညနေပိုင်းကိုဆိုလိုတာညနေပိုင်းဆိုတာဟိုနေ့လယ်12နာရီကနေည12နာရီအထိကိုဒါ pm လို့ခေါ်တယ်ပေါ့နော်ည12နာရီကျော်တာနဲ့ am ပြောင်းသွားပြီเนาะအဲ့ဒါပဲအချိန်ထိလဲဆိုရင်နေ့လယ်12နာရီအထိเนาะအဲ့ဒါကို am pm လို့ခေါ်ပါတယ် at 6 o'clock เนาะ at 10 pm တမဆရာနမူနာလေးရေးပြထားတယ်အဲ့တော့နောက်သမီးတို့ temporal preposition လေးတွေကိုအခုမြင်လိုက်ပြီပေါ့ okay ဒါဆိုရင်ဒီစကားလုံးလေးတွေကအသုံးလေးတော်တော်များတယ်เนาะနေရာတော်တော်များများမှာလည်းတွေ့ရတာရှိတာဖြစ်တဲ့အတွက်ဒီ at နဲ့အမြဲတမ်းတွဲသုံးနေတဲ့စကားလုံးလေးတွေတချို့ကိုဆရာဒါတို့သမီးတို့အတွက်ပြပေးလိုက်တယ်တေချာလေးလိုက်ကြည့်ပါ at down ဆိုရင်အာယုံတက်ချိန်မှာเนาะ at the down တို့ at the down တို့မလုပ်နဲ့ at down တခါတည်းတွဲသုံးရတယ်ဆိုရင်တခါတည်းတွဲပြီးမှတ်ထားလိုက်တော့ဖြစ်နိုင်ရင်အလွတ်ကျက်ထားလိုက်တော့ဒီဟာလေးတွေပေါ့เนาะအရေးကြီးတယ်ဒါနောက်ပိုင်းမှာဘဝတစ်လျှောက်လုံးဒုက္ခပေးမဲ့အထက်မှာပါတဲ့ဒီအတွဲတွေလည်းဖြစ်တယ်ပေါ့เนาะ at down အာယုံတက်မှာ at noon မွန်းတဲ့ချိန်မှာ at midnight ညတကောင်မှာเนาะ at night ညမှာ at that time ပေါ့เนาะ at the time ထိုအချိန်မှာအဲ့အချိန်မှာပေါ့ at once ချက်ချင်းเนาะ at once ချက်ချင်း at the beginning of เนาะအစမှာ at the end of အဆုံးမှာเนาะ at the top of ထိပ်ဖျားမှာ at present လောလောဆယ်မှာเนาะနောက်တစ်ခုက at first အစပထမမှာเนาะ at first at last နောက်ဆုံးမှာ at least เนาะအနည်းဆုံး at most အများဆုံး at all လုံးဝဒါတွဲပြီးတော့ကိုသုံးရတဲ့စကားလုံးလေးတွေ at နဲ့အများနဲ့တွဲပုံသေးလိုတွဲပြီးသုံးရမယ့်စကားလုံးလေးတွေအဲ့ဒါလေးတွေကိုသားတို့သမီးတို့အလွတ်ရအောင်မှတ်ဖို့လိုပါတယ်ဒါအရေးကြီးပါတယ် okay beginning တို့ end တို့ရဲ့နောက်မှာ
off ပါရင်ရှေ့မှာ at သုံးရပါတယ်တခါတည်းမှတ်ပါเนาะ beginning တို့ end တို့ရဲ့နောက်မှာ off ပါရင်ရှေ့မှာ at ကိုသုံးတယ် off မပါဘူးဆိုရင်ရှေ့မှာ in ကိုသုံးရပါမယ်ဆရာနမူနာပြပါမယ်เนาะအဲ့လိုအချက်လေးတွေကသားတို့သမီးတို့တေးသေးချာချာဟိုစနစ်တကျကိုယ့်အကိုမှတ်ဖို့ဆိုရင်မလွယ်ပါဘူးအဲ့တော့ဆရာရှင်းပြတဲ့အချိန်မှာတခါလေးလိုက်ပြီးတော့မှတ်စေချင်ပါတယ်Okay ဆရာနမူနာ sentence လေးပြမယ်เนาะအဲ့တော့ဆရာနောက်တစ်ခါပြန်ပြောပြမယ် beginning တို့ end တို့ရဲ့နောက်မှာ off ပါရင်ရှေ့မှာ at ကိုသုံးမယ်เนาะ off မပါရင်ရှေ့မှာ in ကိုသုံးမယ်ကြည့်လိုက်ရအောင် At the beginning of the year English seems very difficult but at the end of the year it became easier ဟုတ်ပြီเนาะအဲ့တော့ဒီမှာကြည့်မယ် At the beginning of the year off ပါနေတယ်เนาะဒီမှာကြည့်မယ်ဆို off ပါနေတယ် off ပါနေတော့ at ကိုသုံးထားတယ်အရှိဆုံးမှာတွေ့တယ်เนาะအရှိဆုံးမှာ at ကိုသုံးထားတယ် seem very difficult but at the end of the year เนาะ at the end of the year ဒီမှာ at ကိုပဲသုံးထားတယ် it became easier ဟုတ်ပြီနောက်တစ်ကြောင်းကြည့်မယ် in the beginning အစမှာတဲ့ we use knives ကျွန်တော်ဓာတ်တွေသုံးတယ်တဲ့ in the end we use axe အဆုံးမှာကျတော့ပစိန်တွေကိုသုံးတယ်တဲ့အဲ့တော့ဒီမှာကြည့်မယ် in the beginning နောက်မှာ off မပါဘူးနောက် off မပါတဲ့အတွက်ကြောင့်မှားလို့ပြောခြင်းအရှိမ in ကိုသုံးရမှာဒါကိုပြောတာအပေါ်ကစာကြောင်းကိုကြောက်ပြန်ကြည့်တဲ့အခါမှာ at the beginning of the year off ပါလာပြီဆိုတော့အရှိမ at သုံးရမယ်ဆိုတာကိုသိစေချင်တာ okay on ကိုကြတော့ဆရာတို့နေ့အရှိမသုံးရတယ် on Monday on Tuesday on Wednesday เนาะ on Thursday on Friday on Saturday on Sunday ဒီလိုမျိုးသုံးရတယ်နေ့အရှိမ on the full moon day of the dayเนาะတရင်ကျလာပြည့်နေမှာ on the full moon day of တစောင်းမုံလာပြည့်နေမှာ on my birthday ကျွန်တော်ရဲ့မွေးနေ့မှာ on her birthday သူမရဲ့မွေးနေ့မှာနေ့ဆိုတဲ့အတန်ကြားရတဲ့ကိုထည့်လိုက်တော့ on the union day ရတယ်เนาะနေ့ဆိုတဲ့အတန်ကြားရတဲ့သူ့ရှေ့မှာ on အမြဲရှိနေရမယ်เนาะဒါကိုသားသမီးတို့တည်တည်ချာချာလေးမှတ်ဖို့လိုပါတယ်เนาะ on Monday on the 4th เนาะ on the 4th April on April 4ဒီလိုရေးလဲရတယ်ပေါ့เนาะရေးပုံရေးလေးဆရာပြထားတယ်ဟုတ်ပြီ in ကြတော့နှစ်တိမ်လာတွေရဲ့ရှေ့မှာသုံးရမယ်သူကြတော့เนาะ schools reopen in June เนาะကျောင်းတွေဇွန်လမှာပြန်ဖွင့်တယ် I was born in 1980เนาะကျွန်တော်ကို1980မှာမွေးတယ်ကျွန်တော်ကို1980မှာမွေးတယ်เนาะ I was born in 1980เนาะအရှိနှလုံးစီခွဲပြောလေ့ရှိတယ်ပေါ့ English တော်တော်များများ1980လို့ပြောတာတဲ့1980ဆိုပြီးအဲ့လိုနှလုံးစီခွဲပြီးတော့ပြောတာများပါတယ်အဲ့တော့ဒါလေးကိုလည်းသားတို့သမီးတို့မှတ်ထားစေချင်တယ်ပေါ့ Okay အဲ့တော့ဆရာဒီမှာနည်းနည်းပြောပြမယ်ပေါ့နော် Morning afternoon evening ရဲ့ရှေ့မှာတဲ့ in သုံးရပါတယ်တဲ့တခါလေးမှတ်ပါ Morning in the morning in the afternoon in the evening ဆိုပြီးတော့ဒီ morning afternoon evening ဒီသုံးမျိုးရဲ့အရှိမ in ကိုသုံးရတယ်เนาะ in the morning in the afternoon in the evening ဒီလိုပဲသုံးရတယ်အဲ့ဒါ at the evening တို့ at the morning တို့မလုံးနဲ့ရှုပ်သွားလိမ့်မယ်เนาะတခါလေးမှတ်ပါဒါသားတို့သမီးတို့တလုံးအတွက်အရေးကြီးတဲ့သင်ခန်းစာတွေကိုဆရာသင်ပေးနေတာဖြစ်ပါတယ်เนาะစိတ်ပါလက်ပါလေးတိတ်တိတ်ချာချာလိုက်ပြီးတော့နားထောင်စေချင်ပါတယ် in time ကြတော့အချိန်မီ on time ကြတော့အချိန်မှန်လို့အဓိပ္ပာယ်ရတယ် in time နဲ့ on time နဲ့ကအဓိပ္ပာယ်မတူပါဘူးเนาะပြောမှဆိုဒါဟို idiomatic လို့ခေါ်တဲ့ဘန်းစကားထဲမှာပါတယ်ပေါ့ဒီကောင်တွေကတော့ဟို semis ဥပဒေသားတွေကနေဖောက်ထွက်နေတာပေါ့အဲ့တော့ဆရာအခုပြောပြတဲ့ဒီ in time နဲ့ on time ကိုတခါတည်းအလွတ်ကျက်ပြီးမှတ်ထားလိုက်ရင်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ် in time ဆိုတာအချိန်မီเนาะ on time ဆိုတာအချိန်မှန်ဆရာနမူနာ sentence ထဲမှာသားတို့သမီးတို့နည်းနည်းပြောပြမယ်ပေါ့เนาะရေးပြမယ်အမှတခြားလိုက်ကြည့်ပါဒါဆိုရင်သားတို့သမီးတို့ပို့ပြီးတော့ရှင်းလင်းလွယ်ကူသွားနားလည်သွားလိမ့်မယ်လို့ထင်ပါတယ်We will be in time for the film ငါတို့ရုပ်ရှင်ကိုအချိန်မီရောက်လိမ့်မယ်တဲ့เนาะရုပ်ရှင်ကိုအချိန်မီရောက်လိမ့်မယ်တဲ့ They arrive at the station เนาะ at the station အဲ့တော့စကားပြောတဲ့နေရာမှာ English စကားပြောတဲ့နေရာမှာ preposition လေးတွေကိုပါဠိယုံအတန်လေးနဲ့ပဲဆရာတို့ထုတ်ပြီးတော့ပြောရမယ်ဒါတို့သမီးတို့အင်္ဂလိပ်စကားပြောရတော့မယ်ပေါ့เนาะအဲ့ဒီအခါမှာဒီ preposition လေးတွေကိုတို့သမီးတို့ကပါဠိယုံလေးပဲသုံးပြီးတော့အလေးတန်လေးထွက်ပြီးတော့စကားပြောရမယ်စာရေးတာတော့ဟိုပါဇက်ကအတန်ထွက်ရတာမဟုတ်ဘူးဆိုတော့အဆင်ပြေတယ်စကားပြောတဲ့နေရာကျတော့ဒါလေးတွေသားတို့သမီးတို့သိဖို့လိုလာပြီပေါ့เนาะ Okay the train left on time เนาะယထာကအချိန်မှန်ထွက်တယ်တဲ့เนาะအချိန်မီမဟုတ်တော့ဒီမှာ on time ဆိုတော့အချိန်မှန်ထွက်တယ်တဲ့เนาะ the train left on time အဲ့တော့ on time နဲ့ in time နဲ့အဓိပ္ပာယ်အဲ့လိုကွာတယ် in time ဆိုတာအချိန်မီလို့ပြောတာ in time က on time ကျတော့အချိန်မှန်လို့ပြောတာအဲ့နှစ်ခုကွာပါတယ် Okay they usually come to me on time เนาะသူတို့ကျွန်တော်စီကိုများတော့ဟိုပါအများအားအဖြစ် on time အချိန်မှန်လာလေးရှိပါတယ်တဲ့เนาะ they usually come to me on time เนาะ in time မဟုတ်ဘူး in time ဆိုတော့အမောတကောလာတာအချိန်မီလာတာပေါ့ပြောချင်တာเนาะ Okay နောက်ထပ်တစ်ခု from ဒီစကားလုံးကတော့သားတို့သမီးတို့တော်တော်များများမြင်ဘူးတဲ့စကားလုံး
နော်တုံးတဲ့တော်များပါတယ် from က from လို့သားတို့သမီးတို့အတန်ထွက်လေထွက်တာရှိရတယ်အမှန်တကယ်က from fire ရဲ့ rom ပေါ့ရကောက်ဝါဆိုရင်နဲ့တက်ဆို rom ကိုနောက်ကမအတန်လေးတက်လိုက် rom နော် from အဲ့တော့အရှိက f အတန်လေးကပါလေုံလေးပေါ့ from ဒီလိုဖြစ်သွားတယ်အဲ့သူ့ရဲ့အတန်ထွက်မှန်က from စတင်တဲ့အချိန်ရဲ့ရှိမှာ from ရှိမယ်နော် to till until ရဲ့နောက်မှာဆိုရင်ပြီးဆုံးတဲ့အချိန်ရှိမယ်ဥပမာဆိုကြပါစို့ဆရာတို့နမူနာ sentence လေးကိုချက်ကြည့်အောင် I study my lessons from 6 p.m. to 10 p.m. ညနေ6နာရီကနေည10နာရီအထိကျွန်တော်သင်ခန်းစာတွေကိုကျွန်တော်လေ့လာပါတယ်တဲ့ Okay အဲ့တော့အချိန်နဲ့ပတ်သက်ပြီးto သုံးတယ်ဆိုရင်အထိလို့အဓိပ္ပာယ်ရတယ်เนาะဒါလေးကိုလည်းမှတ်ရမယ်အချိန်နဲ့ပတ်သက်ပြီးတော့ to သုံးတယ်ဆိုရင်အထိလို့အဓိပ္ပာယ်ထွက်တယ်ရှေ့မှာ from အမြဲပါရမယ်ဒါသားတို့တပီတော့တေချာမှတ်ရမယ်အချက်ပါဆရာစာနဲ့ထုတ်ပြထားတယ်အချိန်နဲ့ပတ်သက်ပြီး to သုံးရင်အထိလို့အဓိပ္ပာယ်ထွက်တယ်ရှေ့မှာ from အမြဲတမ်းပါနေရမယ် Okay เนาะဒီလောက်ဆိုရင်သားတို့တပီတော့နားလည်မယ်ထင်ပါတယ်အဲ့တော့ဆရာသားတို့သမီးတို့ကိုဒီနေ့ဒီ preposition လို့ခေါ်တဲ့အချိန်ပြနေရာပြစကားလုံးလို့ပဲပြောပေါ့နော်မြန်မာလိုဝိဘတ်လို့ပဲပြောဒီစကားလုံးလေးတွေရဲ့အကြောင်းကိုပထမဦးဆုံးဗီဒီယိုလေးအဖြစ်ဒီသင်ခန်းစာထဲမှာတချို့သော preposition လေးတွေရဲ့အကြောင်းကိုမိတ်ဆက်ပေးပြီးတော့ဘယ်လိုမှန်ကန်တိကျစွာအသုံးပြုရမလဲဆိုတဲ့အပိုင်းလေးတွေကိုဆရာဒီဗီဒီယိုလေးထဲမှာသားတို့သမီးတို့အတွက်ပြောပြပေးခဲ့ပါတယ်အဲ့တော့မနက်ဖြန်ဗီဒီယိုမှာလည်းဆရာသားတို့သမီးတို့အတွက်ဒီ preposition တွေတဲကအရင်အရေးကြီးတဲ့တချို့သော preposition လေးတွေရဲ့အသုံးပြုပုံပြုနည်းကိုဆရာနောက်ဗီဒီယိုလေးမှာအသေးစိတ်ထပ်မံရှင်းလင်းသင်ကြားပြသပေးသွားအောင်ပါပဲဖြစ်ပါတယ်အဲ့တော့သားတို့သမီးတို့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြဖို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်